ရွာသားကြောင့်ဝိုင်းခံမစိန်မလို့ရှိခင်တဝင်းတခင်စီအဖိုးမင်းသားတွေရဲ့ဆိုကဟန်လို့တွေးမြုံမိယအသေးမဆွတ်တင်အောင်စဘူတာဟာရင်မာလာနှလုံးသားရဲ့မတင်ထားစီကာဝတင်ရင်မာအမမေလက်စီရထိမမို့လို့ကောင်းစီပါဝေဖူးလို့ရဲ့အမွေတွေအောင်စဘူတာဆွေးမြေမတဲအမေကောင်းစကားလည်းကောင်းတော့မင်းသားကြလို့ဘူးဒီမြန်မာနိုင်ငံကျင်းဖိုက်ရောပွဲရမင်းသားကြလည်းအောင်ဘူးမဟုတ်လားဟုတ်ကဲ့မြန်မာတော့အပေါင်းတို့ပြင်းပြီးတော့ဒီကောင်းကြီးထွက်ကုန်လို့